ဒီကိုရီးယားလောင်းမဲမင်္ဂလာပါမနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ဒါနှစ်ပွဲရွေးချယ်ပေးခဲ့တယ်ဗျာနော်ဒါကျွန်တော် Bodo Clip Body ကိုကျွန်တော်တို့ဒါနော်ရွေးချယ်ပေးခဲ့တာကိုဒါအောက်မှာကျွန်တော်ဝိုင်းပြီးတော့နော်ဒါ30 40ကျွန်တော်အားလုံးမျိုးဝိုင်းပြောတယ်ဒါပေမဲ့ကျွန်တော်ပေးတာက Bodo Clip Body ရဲ့ကျွန်တော်ဒါ9ပေါင်းအောက်ရယ်နော်ကျွန်တော်ဒါနှစ်မျိုးတွဲပေးတာပါဗျာနော်ဒါအဓိကပေးတာတော့ body ပါမှန်ပါတယ်လက်ခံပါဒါပေမဲ့ကျွန်တော်နှစ်ပွဲပေးတာဗျာတစ်ပွဲတည်းကြာတာပါ Arsenal ပွဲကကျွန်တော်ရတယ်နော်ကျွန်တော်မနေ့က Arsenal ပွဲကိုကျွန်တော်ဒါ Arsenal Body ကျွန်တော်ရွေးချယ်ပေးသွားတာဗျာနော်Arsenal ပွဲရတယ်ကျွန်တော်ဒီ Bodo Clip ပွဲတည်းမရခဲ့တာဗျာနော်ဒါအောက်မှာကျွန်တော်ဝိုင်းပြီးတော့နော်ဒါ 3C 4C ဆိုပြီးတော့ဒါဝိုင်းပြောထားတယ်ရပါတယ်ဘာမှဖြစ်ပါဘူးဒါပေမဲ့ကျွန်တော် channel ထဲကိုလာကြည့်ပါကျွန်တော် story မှာလည်းတင်ထားရနော် brother တို့နော်ချက်ကြည့်လိုက်အောင်ကျွန်တော်မှာပေးထားတဲ့ဒါပွဲလေးတွေဒါတပွဲတည်းအဲ့ဒီတပွဲတည်းကျွန်တော်ကြာသွားတာဗျာနော်ဒီနေ့ကျွန်တော်တို့ဒါဒီနေ့မှလည်းကျွန်တော်တို့ဒါဒီ Champions League ဒုတိယအကြော့တွေဒါကျွန်တော်ပြန်စပြီကျွန်တော်ဒီလက်ကျန်ပွဲတွေပေါ့နော်ဒါဘာစီလိုနာပွဲရှိမယ်ကျွန်တော်ဘိုင်ယန်ပွဲရှိမယ်လီဗာပူးပွဲရှိမယ်ကျွန်တော်ဒါတီကိုပွဲရှိမယ်ဗျာနော်အဲ့ဒီကမှကျွန်တော်ဒါအစောဆုံးပွဲတစ်ပွဲရယ်ဒါဘာစီလိုနာပွဲရယ်ဘိုင်ယန်ပွဲကိုကျွန်တော်ဒါပုံမှန်တိုင်းပဲကျွန်တော်ဒါသုံးသက်ပေးမယ်နော်ပထမဆုံးเนี่ยကျွန်တော်ဒါဘာစီလိုနာနဲ့ဒါနယူကာဆယ်ကကျွန်တော်တို့ပထမအကြော့မှာဆိုလို့ရှိရင်ကျွန်တော်ဒါနယူကာဆယ်အင်ကွင်းမှာကျွန်တော်တို့ဘာစီလိုနာက1-1နဲ့တေးကြထားတယ်ဒါကန်ကောင်းလို့ဒါဘာစီလိုနာရှုံးတော့မရှုံးခဲ့တယ်ဗျာနော်နယူကလည်းကျွန်တော်ဒီနေ့ရာသီမှာဒါအကောင်းဆုံးပုံစံတွေချပြပြီးအသင်းကြီးတွေကိုပဲဒါလျှောက်နိုင်ထားတာတော့တွေ့ရတယ်ကျွန်တော်ဒါဟိုဒီဘာစီလိုနာနဲ့1-1ကြပြီးတော့ကျွန်တော်တို့ဒါချက်ဆီနဲ့တွေ့တော့လေချက်ဆီကိုဒါဝေးခွင့်ရတယ်ကျွန်တော်ဒါ1-0နဲ့လာမသိဘူးထက်နိုင်တယ်မန်ယူလည်းအိမ်ကွင်းမှာကျွန်တော်တို့ဒါ2-1နဲ့နိုင်ထားတယ်ဗျာနော်အဲ့တော့နယူကလည်းသွားပြီးတော့ကျွန်တော်တို့အရင် short တက်လို့မရတဲ့အသင်းဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့နယူကာဆယ်ကလည်းဒီနေ့ရာသီမှာဆိုလို့ရှိရင်သူ့အတွက်အရင် pressure တော့မရှိဘူးဒီ Premier League မှာဆိုရင်လည်းကျွန်တော်တို့ဒါဟိုတမ်းမစင်းရအောင်ဗျာနော်ဒါဟို1 to 4အောက်မှာဒါလဲလဲလောက်မှာရှိတယ်အဲ့တော့အရင် pressure တွေပါလည်းမရှိဘူးဗျာနယူတော့ကအဲ့တော့ဒီ Champion League ကိုနယူကာဆယ်အနေနဲ့ကျွန်တော်တို့တွေးရမှာကပြစ်မှတ်ထားဖို့များတယ်ဗျာနော် Champion League အတွက်တော်တော်လေးအားစိုက်ထားပုံရတယ်ပြီးတော့ဘာစီလိုနာကလည်းကျွန်တော်တို့ဒီအဝေးကွင်းမှာနယူကာဆယ်ကိုတေချထားတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီအိမ်ကွင်းမှာဆိုလို့ရှိရင်တော့နယူကန်မှာကဘာစီလိုနာကိုရှင်းနိုင်တဲ့အသင်းကမရှိသလောက်ရှားတယ်ဗျာနော်ဒါ PSG လိုအသင်းမျိုးတော်မှာဘာစီလိုနာကိုကျွန်တော်တို့ဒါအိမ်ကွင်းမှာအနိုင်မယူထားဘူးအနိုင်မယူနိုင်ဘူးဗျာနော်အဲ့တော့ဘာစီလိုနာရဲ့လက်ရှိကျွန်တော်အိမ်ကွင်းနောက်ဆုံး9ပွဲလောက်ကျွန်တော်ကြည့်ရမယ်ဆိုရင်လည်းဘာစီလိုနာကအိမ်ကွင်းနောက်ဆုံး9ပွဲလောက်မှာအနိုင်ယူထားပြီးတော့ပြိုင်ဘက်အသင်းကိုကျွန်တော်တပွဲကိုပြန်မြ3ဂိုးလောက်ထိဖြတ်ပြီးတော့ဒါအနိုင်ပြထားတယ်ဗျာနော်ဒါတီကိုကိုကျွန်တော်ဒါ3-0နဲ့နိုင်ထားတယ်စီဗီလာကို5-2နဲ့နိုင်ထားတယ်ဒါယာမယ်တို့ကလည်းဒါ hat trick တွေယူပြီးတော့ကျွန်တော်တို့ဒါခြေစွမ်းကောင်းနေတယ်ပုံစံကောင်းနေတယ်ဒါဟိုတင်းဖောင်ကောင်းကောင်းနဲ့ကျွန်တော်တို့စော့ပြနေဗျာနော်အဲ့တော့ဒီနေ့ယူကာဆယ်ကလည်းကျွန်တော်တို့ဒါ short တက်လို့မရတဲ့အသင်းတွေမှာပါတယ်ဒီနေ့ဒီနောက်ဆုံး9ပွဲလောက်မှာကျွန်တော်တို့ဒါအဝေးကွင်းပိုင်းဆိုင်ရာကြည့်ရမယ်ဆိုလို့ရှိရင်ဒါ4ပွဲလောက်နိုင်ပြီးတော့ကျွန်တော်တို့တပွဲသာရှုံးနေထားတယ်ဗျာနော်အဲ့တော့ယူကာဆယ်နဲ့ဘာစီလိုနာပွဲကတော်တော်လေးကြည်ကောင်းမဲ့တဲမှာလည်းပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာစီလိုနာရဲ့တိုက်စစ်ကိုတော့သူတို့ရှင်တိုက်နိုင်ဖို့တော့လွယ်မှာမဟုတ်ဘူးကျွန်တော်ဒါဘာစီလိုနာကချန်ပီယံလိမှာဒါဝါရင်သမားရင်ဒါတဘာရှိပြီးသားအသင်းဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာနယူကာဆယ်ကကျွန်တော်တို့ရှုံးဖို့များတယ်ဗျာနော်ရှုံးဖို့ chance များတယ်သူဘယ်လောက်ကောင်းနေပဲပြောနယူကာဆယ်ရှုံးဖို့ chance ရမ်းများပါတယ်ဗျာနော်အဲ့တော့ဒီနေ့ပေးထားတဲ့ဇေရန်ရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဘာစီလိုနာကအိမ်ခွင်းရနေပြီးကျွန်တော်တို့ဒါတစ်လုံးကို10ပြားရှုံးတဲ့ဒီမနက်ဇေရန်ကိုစတင်ထားတယ်ကိုပေါင်းကတော့ကျွန်တော်တို့ဒါ၄လုံးကိုအပြည့်နီးပါးစားနဲ့ကျွန်တော်တို့ဒါစတင်ထားရဗျာเนาะအခုပေးထားတဲ့ဇေတန်းရဆိုလို့ရှိရင်ကျွန်တော်ဘာစီလိုနာကခုနကျွန်တော်ပြောခဲ့သလိုပဲအိမ်ကွင်းမှာအနည်းဆုံးပြိုင်ဘက်အသင်းကိုဗျမ်းမြအသင်းကို3ဂိုးလောက်ထိဖြတ်ပြီးတော့သွင်းတယ်တီကို3-0နဲ့ဒါအိမ်ကွင်းမှာလော်ထားတယ်အဲ့တော့ယူကာဆယ်ကိုပတ်တန်းကောင်းတယ်ဗျာရှေ့တန်းကောင်းတယ်ပဲထားပါအောင်ကျွန်တော်တို့ဘာစီလိုနာရဲ့တောက်လျှောက်တိုက်စစ်ဆင်နေတဲ့ဒါအောင်နယူကာဆယ်ဒါနောက်တန်းကစားသမားတွေကျွန်တော်တို့ရေရှည်တောင်းခံနိုင်ပါမလားမိနစ်60လုံးတောင်းခံနိုင်ပါမလားဒီတစ်ချက်တော့စဉ်းစားရတော့ဖြစ်တယ်အဲ့တော့ဒီနေ့ပွဲဒီကျွန်တော်ကတော့ဘာစီလိုနာဘော်ဒီကိုကျွန်တော်ပိုကြိုက်တယ်ဗျာနော်ဘာလို့ကျွန်တော်တို့ဒါတစ်လုံးလောက်နဲ့ကတ်နိုင်မယ်ဆိုရင်တော့မှဗျာနော်ကျွန်တော်တို့ဒါ10ပြားလောက်ပဲရှုံးပါနော်ဒါဒီဇေဒန်ရညီကိုတို့ဒါဇေဒန်ရကိုယ့်ဘာသာကိုဒါချင်းချိန်ပြီးတော့တွေးခေါ်ပြီးတော့ဆော့ပါကျွန်တော်ကတော့ဒီနေ့ပွဲမှာဘာစီလိုနာဘော်ဒီကိုကျွန်တော်ပိုကြိုက်မိတယ်အနည်းဆုံးဘာစီလိုနာမနိုင်ဘူးဆိုရင်တော့မှကျွန်တော်တို့ဒါ2-1တပေါက်သွားဖို့လည်းများတယ်ဒါမှမဟုတ်လဲကျွန်တော်တို့3-2သွားမလားနယူကာဆယ်ကပဲဒါဆော့ president တွေလိုက်ပေးနိုင်မလားကျွန်တော်ဒီတစ်ချက်တော့ကြည့်ရမယ်ဗျာနော်အဲ့တော့ဒီဇေဒန်ပေါ်မူတည်ပြီးတော့ညီကိုတို့ကြိုက်ဆော့ပါကျွန်တော်ကတော့ဒီမနက်ဇေဒန်ရတစ်လုံးကိုကျွန်တော်တို့ဒါ10ပြားရှုံးတယ်ကျွန်တော်ကဘာစီလိုနာဘော်ဒီကိုကျွန်တော်ရွေးချယ်လိုက်ပါတယ်ဂိုးပေါင်းကတော့ကျွန်တော်တို့ဒါ၄လုံး65ပြားစားဆိုတော့ဂိုးပေါင်းကကျွန်တော်တို့နယူတာဂိုးပြန်သွင်းနိုင်မယ်ဒါတောက်လျှောက်ဒါ pressure လိုက်ပေးနိုင်မယ်ဆိုလို့ရှိရင်တော့ဂိုးပေါင်းပေါ်ဖို့များတယ်တကယ်လို့အဲ့လိုမပေးဘဲနဲ့နောက်တန်းပိတ်ဆော့မယ်တိုင်မန်တိုက်စစ်မစင်နိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေ့ပွဲကကိုပေါင်းအောက်ပြီးတော့2-1တပေါက်ဒါမှမဟုတ် 2C 3C အဲ့ဒီတပေါက်တော့သွားဖို့များပါတယ်ဗျာเนาะအဲ့တော့မနေ့ကလိုပဲကျွန်တော်တို့ဒါ sporting ပွဲကိုဒါဒီကိုတို့ဝိုင်းပြောသလိုပဲဒါ Champions League မှာကျွန်တော်တို့အများပြောတယ်ဗျာเนาะဒါမထင်မှတ်ထားတာတွေလုံးပြတတ်တယ်ကျွန်တော်တို့ဒါ Champions League comeback တွေကရန်ကြောက်စရာကောင်းတယ်ဗျာအခုမှမဟုတ်ဘူးเนาะဒါအရင်တည်းကဒါ Real တို့ဒါ comeback တွေရှိရဲ Tico တို့ comeback တွေရှိရဲအရင်တည်းကဒါ comeback တွေကကြောက်စရာကောင်းတယ်ဗျာအဲ့တော့ကိုယ့်ဘာသာကိုဒါဈေးတန်းရ
ပြောင်းလဲပေါ်မူတည်ပြီးတော့ဒါညီကိုတို့ကိုပတ်တော့ကိုတွေးခေါ်ပြီးဆော့ပါနောက်ထပ်တစ်ပွဲကကျွန်တော်တို့ဒါဘိုင်ယန်မြူနစ်နဲ့အက်တလန်နာပွဲပြနော်ဒါဘိုင်ယန်မြူနစ်ကကျွန်တော်ပထမကြော့မှာဒါဝေးကွင်းမှာကျွန်တော်တို့ဒါ1-6နဲ့ကျွန်တော်တို့ဒါအနိုင်ရထားတယ်အဲ့တော့ဒီလက်ရှိဘိုင်ယန်ရဲ့အနေထားအရဆိုလို့ရှိရင်အက်တလန်နာကိုမနိုင်စရာအကြောင်းမရှိဘူးဆိုပေမဲ့တခုတော့စိုးရင်ကြတော့ရှိရပဲเนาะဒါဘိုင်ယန်ရဲ့ဒါအကောင်းဆုံးအားထားရတဲ့ညာတောင်မှကစားသမားအိုလစ်အနီကက်ထိထားတယ်လေဘာကူစင်နဲ့ပွဲမှာเนาะကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ကင်မစ်လည်းဒါအနီကက်နဲ့ထိထားတယ်အဲ့တော့အနီကက်ကစားသမားတွေကတော့ကျွန်တော်တို့ဒါဘိုင်ယန်ဘက်မှာတော့ပါလာမှာမဟုတ်ဘူးကျွန်တော်တို့ဒါအရန်နေလောက်ပဲဒါပွဲထွက်ဖို့များတယ်ဒါဘယ်တောင်မှဆိုလို့ရှိရင်တော့လူဝစ်တိုင်းရရှိမယ်ကျွန်တော်တို့ဒါဂရန်ဘီတို့เนาะဒီလူတွေနဲ့ပဲပွဲထွက်လာဖို့များတယ်ကြောင့်နယူကာဆယ်ကဒီနေ့ပွဲမှာနိုင်တော့နိုင်မယ်ဒါပေမဲ့ကျွန်တော်တို့ဂိုးပြတ်တော့သွင်းနိုင်မှာတော့မဟုတ်ဘူးဘာလို့လဲဆိုရင်ကျွန်တော်တို့ဒါဘိုင်ယန်မှာအဓိကရုံးပေးနေတာတောင်မှန်2ယောက်เนาะကျွန်တော်တို့ဒီကင်မက်ရှိရဲကျွန်တော်တို့ဒါလူးစ်တိုင်းရဲเนาะအဓိကကောင်းတောင်မှန်နှစ်ဖက်ကနေကျွန်တော်တို့ဒါဘောက်စတဲကိုဘောလုံးတွေလန်းထည့်နေတာဒီနှစ်ကောင်ပဲတော်တော်လေးကိုအတွဲဖက်ညီရဲဗျာเนาะအဲ့တော့တချမ်းကကျွန်တော်တို့နည်းနည်းလေးတိတ်ပြီးတော့ရုံးအားလေးရောက်သွားတယ်ဆိုတော့ဘိုင်ယန်အနေနဲ့နိုင်ကောင်းနိုင်လာတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဂိုးပေါင်းပေါ်ဖို့ကတော့တိတ်ပြီးတော့ chance အရင်နဲတယ်ဗျာเนาะအဲ့တော့အတလန်နာကလည်းကျွန်တော်တို့ဒီအီတလီစီးရီးတွေအတင်းတော်များများရတယ်ကျွန်တော်ဒီအဝေးကွင်းပိုင်းတွေမှာဆိုလို့ရှိရင်အားနေတာကိုတွေ့ရတယ်ဗျာเนาะအဲ့တော့ဘိုင်ယန်ရဲ့လက်ရှိအိမ်ကွင်း9ပွဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့နောက်ဆုံး9ပွဲမှာဘိုင်ယန်က4ပွဲနိုင်ပြီးတော့တပွဲရှုံးနေကြတယ်ဒါအော့စ်ဘတ်ကိုလာမသိเนาะကျွန်တော်တို့တပွဲရှုံးနေထားတယ်ကျန်တဲ့ပွဲတွေမှာတော့ကျွန်တော်တို့ဒါဂိုးပြက်နေပဲအနိုင်ယူထားတယ်ခုနကကျွန်တော်ပြောခဲ့သလိုပဲတစ်ချက်တော့ကျွန်တော်တို့စိုးရင်စရာရှိတယ်ဘာလဲဆိုတော့ကျွန်တော်တို့ဒါအဓိကအသားသမားတွေကနာထားတဲ့ကောင်တွေလည်းရှိတယ်ပြီးရင်ဒါကင်မစ်ရဲ့အိုလစ်ရဲ့ကလည်းဒါหนีထားတဲ့အတွက်ကြောင့်ဘိုင်ယန်အတွက်တော့ဒီနေ့ပွဲကနည်းနည်းလေးဟို challenge တစ်ခုတော့ဖြစ်တယ်ဗျာเนาะအဲ့တော့အက်တလန်နာအနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုရင်အက်တလန်နာကအဝေးကွင်းမှာကျွန်တော်တို့ဒါနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့တပွဲနိုင်ပြီးတော့2ပွဲတည်ကြပြီး2ပွဲရှုံးထားတယ်ဗျာเนาะအက်တလန်နာအနေနဲ့ကတော့ကျွန်တော်တို့ဒါဒီနေ့ပွဲမှာတော့ဟိုတိတ်ပြီးတော့အရင်စူးစမ်းပြီးတော့ကံမယ်လို့တော့ကျွန်တော်မထင်ဘူးကျွန်တော်စိတ်ထင်တော့အနည်းဆုံးဒါဘိုင်ယန်တိုက်စစ်ကိုအရင်မပေးရအောင်လောက်ပဲဒါအချက်တကွဲမရှုံးနိုင်ရအောင်လောက်ပဲပိတ်ဆော့ပြီးတော့ဟိုကောင်တာပေါက်တွေနဲ့ပြန်လာဖို့ပဲများတယ်ဗျာเนาะဒါဘောလုံးကင်ပြီးတော့လည်းဆော့နိုင်မဲ့ပုံစံတော့မရှိဘူးအဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းကကျွန်တော်တို့ဒါဘိုင်ယန်ကနေပြီးတော့ဒါတစ်လုံးကိုအပြည့်နီးပါးရှုံး65ပြားရှုံးပေးထားတယ်ဂိုးပေါင်းကတော့ကျွန်တော်တို့ဒါ၄လုံးကို85ပြားစာပေးထားတယ်ဗျာเนาะလက်ရှိပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်တော့ဘိုင်ယန်အနေနဲ့ကျွန်တော်တို့ဒါအက်တလန်နာကို2ဂိုးပြတ်မှာကျွန်တော်တို့နိုင်မဲ့ဈေးတန်းမျိုးဖြစ်တယ်ဂိုးပေါင်းကတော့ကျွန်တော်တို့ဒါ၄လုံး85ပြားဆိုတော့ဟိုအဓိကကသမားတွေမပါတဲ့ဘိုင်ယန်ကဒီပွဲနိုင်ကောင်းနိုင်တယ်အက်တလန်နာပိတ်ဆော့မယ်ဆိုရင်နောက်ဆုံးမသွားဘူးဆိုရင်ဗျာဒီပွဲကဂိုးပေါင်းအောက်ဖို့အတွက်ရာခိုင်နှုန်းအများဆုံးပွဲလို့ကျွန်တော်ကထင်တယ်တခါလေးပြောမယ်နော်ညီကိုတို့နော်မနေ့ကလည်းကျွန်တော်တခါလေးပြောပါတယ်လိုက်ရဲမှလိုက်လို့ပြောတယ်နော်ဒါဟိုလိုက်ရဲမှလိုက်လို့ပြောတယ်ကိုနဲ့အတွေးတူအမြင်တူတယ်ဆိုလို့ရှိရင်ယူသုံးမှာအတွေးမတူအမြင်မတူဆိုလို့ရှိရင်ဘက်ကံမှာဒါညီကိုတို့ဒါ choice ကမှာနော်ညီကိုတို့ရွေးရမှာကျွန်တော်တို့ကဒါဟိုဘောလုံးပွဲဒါ data တွေအချက်လက်တွေနဲ့ကျွန်တော်တို့ကဒါသုံးသက်ပြနော်ကိုကြိုက်တဲ့ဘက်ကိုဆော့ပါဒါပြီးတော့မှဟိုကျွန်တော်တို့ပေးလို့ဖြစ်တယ်ဆိုလို့ဖြစ်မှာဆိုလို့နော်အဲ့တော့ဒီနေ့ပေးထားတဲ့ဈေးနှုန်းကကျွန်တော်ဘိုင်ယန်ကတစ်လုံးကို65ပြားရှုံးဆိုတော့ကျွန်တော်ကတော့အရန်နေနဲ့ပွဲထွက်လာမယ်ဘိုင်ယန်ကိုပဲကျွန်တော်ကတော့ပို့ယုံကြည်ရပြနော်ဟိုအနည်းဆုံးမနိုင်ဘူးဆိုတော့မှကျွန်တော်တကိုးလောက်နဲ့လဲကတ်နိုင်ဖို့များတယ်အက်တလန်နာကအဲ့လောက်ထိဟိုဘိုင်ယန်ဒုက္ခပေးနိုင်မဲ့အသင်းမျိုးလည်းမဟုတ်ဘူးအဲ့တော့ဂိုးပေါင်းကကျွန်တော်တို့၄လုံးကို85ပြားစားဆိုတော့ကျွန်တော်ကတော့ဒီနေ့ပွဲမှာ2-1သွားရင်သွားမသွားရင် 2-3 3-0တပေါက်လောက်ပဲကျွန်တော်သွားမယ်လို့ထင်တယ်အဲ့တော့ဘိုင်ယန်ဘော်ဒီရဲ့ဂိုးပေါင်းအော်ရဲ့ကြိုက်တယ်ဗျာနော်ဒီနေ့ကျွန်တော်နှစ်ပွဲရွေးချယ်ပေးခဲ့တယ်နှစ်ပွဲကကျွန်တော်ဒါဘာစီလိုနာပွဲကိုဘာစီလိုနာဘော်ဒီရဲ့ဂိုးပေါင်းအပေါ်ရဲ့ကျွန်တော်ကြိုက်တယ်ဘိုင်ယန်ပွဲတော့ကျွန်တော်ဒါဘိုင်ယန်ဘော်ဒီနဲ့ဂိုးပေါင်းအောက်ကိုအဓိကပေးတာပါနော်ဘိုင်ယန်ဘော်ဒီကဒါအကြံပြုတာဂိုးပေါင်းအောက်ကအဓိကပေးတာပါနော်ဒါအကြိုက်တူရင်ဆော့ပါအကြံပြုရင်ဘက်ကမှာကျွန်တော် channel ပွဲတွေကိုတော့ channel ထဲမှာတင်ပေးထားတယ်အားလုံးခွက်လက်ပါဗျာနော်အဆင်ပြေပါသေးဗျ